ဆေးတဲ့ဆက်ပေါ့နော်နှစ်ခုရယ်နောက်ကကြတော့အဲ့ဆက်နှလုံးရယ်နောက်ကကြဆေးသွင်းတဲ့ဆက်တလုံးရယ်အရေးပေါ်လိုအပ်နေရဆိုတော့အဲ့ဆက်သုံးလုံးဖြစ်ပါတယ်ရှင်ဟုတ်ဒီမှာရေပေါ့ရေခက်ခဲရှိနေတာဖြစ်တဲ့အတွက်အမဒီရေမောင်းဖို့အတွက်ရေဆက်တွေဖြစ်ပါတယ်ရှင်ဆေးဝါးမှာဆိုလို့ရှိရင်တော့အခုငလင်ဘေးချောင်းရောဘာဖြစ်ဆေးရုံတက်နေတဲ့သူတွေလည်းပါတယ်ပြီးတော့ငလင်ဘေးချောင်းလူနိုင်လည်းပါတယ်အရေးပေါ်လိုအပ်တဲ့ဆေးဝါးတွေပေါ့နော်အဲ့ဒါတွေလိုအပ်တယ်ဆိုတော့အဲ့ဒါတွေဝယ်ဖို့အတွက်ကိုအမသူပေးခဲ့ပါတယ်ရှင်ဟုတ်ကြောက်ကဆက်ကအခုဒီမှာအခုဆေးဝါးအခုသူဆေးရုံမှာဟိုကြောက်ကဆေးတဲ့သူတွေကရှိတယ်ဒါပေမဲ့အခုငလင်ဘေးချောင်းလာတဲ့အချိန်မှာလည်းကြောက်ကဝေဒနာရှင်တွေပါလာတဲ့အခါကျတော့ဆက်ကမလောက်တော့တဲ့အခါကျတော့အဲ့ဆက်ကဒီမှာလူနာဆေးနေကြလူနာတွေကလည်းဆေးဆက်ကအကုန်ပြည့်နေတဲ့ခါကျတော့ဒီဘက်လူနာတွေကဝေဒနာလည်းခံစားရတယ်ပြီးတဲ့ခါကျတော့ကြောက်ကဆေးဖို့ကလည်းအလင်းမမီတဲ့ခါကျတော့အသက်ဆုံးရှုံးနိုင်ကြီးအများကြီးရှိတယ်ပေါ့နော်အဲ့တော့အမဒီဘက်မှာဘာတွေလိုအပ်လဲဆိုပြီးစိတ်ရုံကိုအမလှမ်းပြီးတော့မေးတဲ့အခါမှာလည်းဒါမျိုးတွေလိုအပ်တယ်ဆိုတော့အမတို့ဒါဒီအတွက်ကိုအရေးပေါ်လှူဖြစ်တာပါဒါကြောက်ကဆက်တစ်လုံးကိုပေါ့နော်9ရက်ကိုအယောက်20ဆေးရတယ်ကြောက်ကဆက်တစ်လုံးကိုပေါ့အဲ့ဒီခါကျတော့ဒီကြောက်ကဆက်ကဒီမှာဆိုလို့ရှိရင်လူနာဘောင်အယောက်300ကျော်400ရှိတယ်ရှိတဲ့ခါကျတော့ဒေဟာကိုအလှင်မီးဖို့အတွက်ကိုဆက်ကအလုံးရင်မလောက်ဘူးမလောက်တာဖြစ်တဲ့အတွက်အခုဒီမှာလဲငလင်ဘေးမှာပါလာတဲ့လူနာတွေမှာလဲကြောက်ကဝေဒနာရှင်တွေပါလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အလှင်မမီဘူးပေါ့အလှင်မမီတဲ့အခါကျတော့အမဒါအရေးပေါ်လှုပ်ပေးဖြစ်တာပါရှင်ရေကတော့လူကထမင်းအသက်9ရက်ဟုတ်လားရေအသက်က10မိနစ်ပဲရှိတာဆိုတော့လေဒါပေမဲ့ရေကတော့အခုရေတက်နေလဲလှူကြတဲ့အလှူရှင်တွေရှိတဲ့အတွက်ကြောင့်တောက်ရေကတော့အဆင်ပြေတယ်ပေါ့ဒါပေမဲ့3ရေကျတော့အဆင်မပြေပြန်ဘူးအခုမှနေအိမ်မရှိတဲ့အခါကျတော့အခုလိုမျိုးတိုက်နေထုတ်ပြီးတော့နေရတဲ့အခါမှာအရန်ပူတယ်အောက်ကမြေအရှင်နဲ့အုပ်ပူပြန်တယ်ညဘက်ဆိုလို့ရှိရင်လူတွေကရေမချိုးဘဲနဲ့တော့နေလို့တော့ရတာပေါ့ကွယ်ဒါပေမဲ့ကျမ်းမာရေးလည်းမငြိမ်ညက်တာဘာဖြစ်ပူတဲ့အချိန်ရဲ့အခါကျတော့ရေရလိုအပ်တယ်3ရေအတွက်ကြောင့်မလို့အမဒီဘက်မှာဒီ3ရေအတွက်ကိုရေဆက်တွေလှုပ်ဖြစ်တာပါ2500အားလုံးပေါ့နော်အားလုံးစိတ်ရုံမှာလှူတာရောဒီရေဆက်တွေရောဆေးဝါးတွေရောဆိုအမ2500လှူပေးပါတယ်ရှင်ဟုတ်အမကတော့လေအမရဲ့ကိုလည်း9ရက်သားသမီးအလှူရှင်တွေကနေပြီးတော့စုပေါင်းပြီးတော့လှူကြတယ်အမဒီ foundation ကနေပြီးတော့မှလိုအပ်တဲ့ဟာတွေတော့အမလိုအပ်တယ်လို့ဖြည့်ပေးတယ်ပေါ့နော်ဒီရက်ကွက်ထဲမှာလှူတယ်ဆိုလို့ရှိရင်လည်းအမလိုအပ်တဲ့သူတွေအမဖြည့်ပေးတယ်အရောက်စီတော့အမမရောက်နိုင်ဘူးပေါ့နော်ကြံတဲ့သူတွေလည်းကြံကောင်းကြံနေမှာပထမအတုပ်နေနဲ့တော့အမဒါနိုင်တဲ့လောက်ကိုအမမှာပါတဲ့ budget နဲ့ပတ်စံနဲ့အမချိန်ပြီးတော့နေရာကလည်းတနေရာလည်းမဟုတ်ဘူးကျန်တဲ့နေရာတွေမန္တလေးတို့စကိုင်းတို့ခုပြီးရင်အမအင်းလေးလည်းသွားရအောင်မယ်ဆိုတဲ့ခါကျတော့ချိန်ပြီးတော့အမလှူရတာဆိုတော့အမမှာဒီရက်ကွက်တစ်ခွက်တည်းကိုလှူမယ်ဆိုလို့ရှိရင်အမမှာရှိတဲ့ပတ်စံနဲ့အမလောက်အောင်သုံးရတယ်လှူရတယ်အဲ့တော့ဒုတိယတစ်ချိန်အနေနဲ့အခုမရတဲ့သူတွေဆိုလို့ရှိရင်လည်းအမအစင်းပြန်ကောက်ပြီးတော့ဒုတိယချိန်အနေနဲ့အမလှူနိုင်အောင်အများကြီးစူးစမ်းသွားအောင်မယ်ပေါ့နော်ရောက်စီကြတော့လည်းအမမှာ3,000 4,000ရတယ်ဆိုပေမဲ့အမလှူရတဲ့ပတ်စံနဲ့ပြီးတော့လူအရောက်စီတန်းကိုလှူတဲ့အခါကျရင်တခြားနေရာတွေမှာမလှူနိုင်မှာအခုမှစကိုင်းဆိုစကိုင်းပြက်4,000 5,000လှူနိုင်မယ်ဆိုလို့ရှိရင်တော့အရောက်စီရချင်ရမယ်ပြင်မနာဆိုလည်းပြင်မနာဒီတနေရာတဲကိုအရောက်စီလှူရမယ်ဆိုလို့ရှိရင်တော့ရချင်ရမယ်ရတဲ့ငွေဒါပေမဲ့အမမျှလှူရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရတာလည်းရမယ်မရတာလည်းမရအောင်အဲ့တော့အမလှူလိုက်လို့မရတဲ့သူတွေဆိုလို့ရှိရင်လည်းကျန်တဲ့ပရိုက်တာတင်တွေကကုမာပရာဟိတဆိုတာတယောက်တည်းလှုပ်လို့မရအောင်အကုန်လုံးစုပေါင်းလှုပ်အခုကြတော့လေအဲ့အကြောင်းမလို့လူတွေရဲ့ဗမာလူမျိုးတွေကစေတနာတရားထက်တန်တော့အကုန်လုံးစုပေါင်းပြီးလုပ်ကြစားစရာဆိုရင်စားစရာရေဆိုရင်ရေဟဲ့လားအမိုးကဆိုအမိုးကအဲ့လိုဝိုင်းပြီးစုပေါင်းပြီးလှူကြတဲ့အခါကျတော့အများဆုံးပြန်တဲ့ထိထောင်ရင်ရတယ်အမတွေဆိုလို့ရှိရင်အမတို့ကအခုဒီစက်ရန်နေရတွေပါဆိုလို့ရှိရင်လည်းဒါသူတို့တက်ကျွမ်းတဲ့သူတွေကလှုပ်ကြတယ်ဟုတ်ပြီအခုတခြားအစားတောက်ရေးဆိုလဲတခြားပရိုက်တာတင်ညာလှူကြတယ်အမအနေနဲ့အလူရှင်နေနဲ့လာတာဖြစ်တဲ့အတွက်အလူရှင်တွေရဲ့လူငွေတွေကိုအမကျန်တဲ့နေရာတွေမှာစွတ်စွတ်ပုတ်ပုတ်နေရောက်သွားအောင်အမလှူပေးတာအခုပြီးတော့တချို့တွေကကြားလဲအမကိုပြောကြတယ်ပေါ့နော်ဒါတခါလေးပြောလိုက်တာပေါ့အခုရတဲ့ပတ်စံကိုအကုန်လုံးမျှပေးအကုန်လုံးမရမရှိရရမယ်ဆိုရင်အခုအမကအခုတအုပ်ကို30ပေးရဆိုရင်ရသွားတဲ့သူအနေနဲ့စွတ်စွတ်ပုတ်ပုတ်သူ့မှာလှုပ်ဖို့ရတယ်အဲ့တော့တခြား brighter အသင်းတွေကလည်းတယောက်ကိုဘလောက်လှူကြတဲ့အခါမှာသူ့မှာစုမိဆောင်မိဆိုတဲ့အခါကျတော့သူ့အတွက်ပြန်တဲ့ထူထောင်ရေးအတွက်အဆင်ပြေတယ်ခုမှအမတယောက်ကို9,000ပဲဖြစ်ဖြစ်3,000ပဲဖြစ်ဖြစ်လူရောက်1,000ကျော်အမလှူလိုက်မယ်ဆိုရင်အမရဲ့ဒီဟာကလည်းမစုံမပို့ဖြစ်သွားမယ်အဲ့တော့အမကတော့ဒီရက်ကွက်တစ်ခွက်မှာအင်ဂျီအများဆုံးပျက်စီးသွားတယ်ဆိုရင်ဒီရက်ကွက်တစ်ခွက်ကအင်ဂျီအများဆုံးပျက်စီးသွားတဲ့သူလူသေးမြောက်များတဲ့လူတွေကိုစီးရင်ကောက်ပြီးတော့မှအမစုစုပို့ပို့လေးဖြစ်အောင်30ဆိုပြီးတော့အမလှူပေးတာပေါ့နော်အဲ့တော့လူတွေကတော့
တော့လူမျိုးမျိုးအဖို့ပေါ့အမြင်တူချင်တဲ့သူတွေလည်းရှိကြမယ်မတူတဲ့သူတွေလည်းရှိကြမယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဘယ်လိုပဲဝေဖန်တိုက်ခိုက်ပါစေအမလှူလိုက်တဲ့သူတွေရသွားတာကိုလည်းအမမျက်ဝါးထင်နေမြင်ရတဲ့အတွက်အမကျင်တတ်တယ်ပီတိဖြစ်တယ်အမဝေဖန်တိုက်ခိုက်တဲ့သူတွေလည်းဒါအမတို့ကတော့မေတ္တာမပြတ်တဲ့ဥပိ္ပခာနဲ့ပဲအမကျင့်သုံးပြီးတော့အကျန်တဲ့အလှူတန်းတွေလည်းဆက်လုပ်ဖို့အမအများကြီးလုပ်အောင်ပြီးတော့ဘာလို့လဲဆိုတော့အမမျှော်နေကြတဲ့သူတွေလည်းရှိတယ်ဆိုတဲ့အခါကျတော့အမအဲ့အတွက်အမအများကြီးကြိုးစား